အနီးဆက်ဆုံးဖျားเจ้าကနေဝိညာဉ်လန်းကိုဝင်ရောက်ရမှာဖြစ်လို့ချန်ရှမ်းနဲ့ရွှေရုပ်ယုံတို့လည်းနောက်ပြန်လှည့်မရတဲ့တောင်ကြားလန်းတဲ့ကိုတိတ်ဆိတ်စွာချင်းကပ်လာခဲ့ကြပါတယ်ဒီလိုမျိုးလမ်းလျှောက်သွားနေရင်လူမျက်နှာနဲ့ပိုးစုံကျူတွေကိုမြင်လိုက်ရတာကြောင့်ချန်ရှမ်းကသတိထားနေဖို့မှကြားလိုက်ရပါပြီအကြောင်းကတော့လူမျက်နှာပိုးစုံကျူတွေဟာတေချင်းတရားရဲ့နမိတ်လက္ခဏာတွေဖြစ်ပြီးတေဆုံးသွားသူတို့ရဲ့ဝိညာဉ်တွေကိုဖန်ဆတတ်ကြတယ်လို့ရှေ့မှတ်တမ်းတွေမှာအဆိုပြုထားခဲ့ကြပါတယ်သူတို့တွေလည်းသတိကြီးစွာသွားလာနေခဲ့ကြပြီးတစ်ချောက်ပင်တွေဆူယုံပေါင်းနေကြတဲ့ညွန်းနွမ်းတစ်တော်ကြီးနာကိုရောက်ရှိလာခဲ့ကြပါတယ်ဒီနေရာတစ်ခုလုံးက6ကတိတ်ဆိတ်နေပေမဲ့အမောင်ထုတဲ့ကတစုံတယောက်စောင့်ကြည့်နေတယ်ဆိုတဲ့ခံစားချက်တစ်ခုကိုမတိစိတ်ထဲကခံစားမိလိုက်ကြတဲ့အချိန်ပြင်းထန်မြင်လာတဲ့စွမ်းအင်တိုက်ခိုက်မှုတွေသူတို့စီကြားရောက်လာခဲ့ပါတော့တယ်ထက်မြက်တဲ့အာယုံကြားမှာရွှေရုပ်ယုံကိုဆွဲခေါ်ထွက်ပြေးလာခဲ့ပြီးဒီလက်ဝါးချက်ကကျေစုဝေးချင်းအဆင့်လောက်ပြင်းထန်လွန်းနေတယ်ဆိုကသတိထားဖို့လမ်းပြောလိုက်ရတယ်လို့ရန်သူတွေရဲ့လိုက်လံတိုက်ခိုက်မှုကိုလည်းအမြန်ရှောင်တိန်လာခဲ့ကြရပါတယ်ဒီလိုမျိုးရှောင်တိန်နေရင်ချန်ရှမ်းကဓာတ်နဲ့ပြန်ခုတ်နေခဲ့တယ်လို့ရွှေရုပ်ယုံကလည်းလေးများတွေနဲ့ဇက်တိုက်ပစ်ခတ်နေခဲ့ပေမဲ့အရေးအတွက်ပုံများလာတဲ့အချက်ကိုသတိပြုမိလိုက်ကြပါတယ်ဒါအပြင်အလောင်းကောင်ရဲ့အစိမ့်ငွေတွေဟာသူတို့အပေါ်တက်ရောက်မှုရှိနိုင်တာကြောင့်တစ်ချောက်ပင်တွေကြားကရှောင်ကွင်းထွက်လာခဲ့ပြီးဖျားเจ้าရှိရာဘက်ကိုဦးတည်လိုက်ကြရပါပြီဖျားเจ้าကတန့်စင်နေပြီဖြစ်လို့မိစ္ဆာတွေအနာမကတ်နိုင်ဘူးဆိုတာသူတို့သိရှိထားကြပေမဲ့သူတို့ရှေ့မှာကျောင်းတက်ကြီးတစ်ခုပိတ်ဆို့ထားနေခဲ့တာကြောင့်ချန်ရှန်လည်းရွှေရုပ်ယုံလက်ကိုဖမ်းဆုပ်ကင်လိုက်ပြီးသူ့ကိုယုံကြည်ထားဖို့ပြောလိုက်ရပါတယ်ပြီးတာနဲ့ကြောက်ကမ်းပါတဲ့ခုံဆင်းချသွားခဲ့ပြီးစက်ကူထီကိုဖွင့်လှစ်လိုက်တာကြောင့်ထွက်ပေါ်လာတဲ့ဓာတ်စွမ်းအင်တွေဟာအလောင်းကောင်တွေကိုအမုန်းဖြစ်သွားစေခဲ့တယ်လို့လေဟုံထက်မှမျောလွင့်လာခဲ့ကြရင်မြေပြင်ထက်ကိုလုံခြုံစွာဆင်းသက်နိုင်ခဲ့ကြပါတယ်ဒီအချိန်မိစ္ဆာများဝင်ကြီးတကောင်ကသူတို့ရဲ့လှုပ်ရှားသွားလာမှုတွေကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်လို့ချန်ရှမ်းတို့လည်းဝတ်ပြုကျောင်းတော်ကြီးတဲ့ဝင်ရောက်လာနိုင်ခဲ့ကြပြီးအထက်ဘက်မှာတော့ကြီးမားတဲ့ကြောက်စစ်ရုပ်ထုကြီးတစ်ခုကသူတို့ကိုစီးကျုံနေခဲ့ပါတယ်ဒီရုပ်ထုကြီးဟာဝိညာဉ်လောကရဲ့လမ်းကြောင်းဝင်ပေါက်ဖြစ်ပြီးချန်ရှမ်းရဲ့စိတ်ထဲမှာလည်းဒီကျောင်းတော်ကြီးဟာအပြင်ပန်းကကြည့်ရင်အလွန်သိငယ်တာကြောင့်တခုခုတော့ပုံမှန်မဟုတ်ဘူးဆိုတာတန်တရားဖြစ်နေခဲ့ရပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဖျားเจ้าကိုလိုက်လံစစ်ဆေးကြည့်နေခဲ့ပြီးညောင်ပင်အောက်ခြေကနိုင်ရင်ကြီးပေါ်မှာရေးဆွဲထားတဲ့ပကြီးကားတစ်ချက်ကိုမြင်တွေ့လိုက်ကြပါတယ်နှစ်ပေါင်းရာကြီးဆုံးပစ်ခံထားရတဲ့ဒီကျောင်းတော်ကြီးဟာဖုံးမုံတွေနဲ့အပျက်စီးတွေပြည့်နေပေမဲ့ဒီရုပ်ပုံကြီးကတော့အကောင်းတိုင်းရှိနေသေးလို့ချန်ရှမ်းတို့လည်းဒီနောက်ွယ်မှာလှုပ်ဝက်ချက်တစ်ခုဖုံးကွယ်ထားလိုက်မယ်ဆိုပြီးယူဆလိုက်ကြပါတယ်တေချာစစ်ဆေးကြည့်တဲ့အခါအစီရင်တစ်ခုလိုအသက်ဝင်နေပြန်လို့ရွှေရုပ်ယုံကဒီလိုရမျိုးကိုတောင်ဘက်ပိုင်းကဝတ်ပြုနေရာတွေမှာတခါမြင်ဘူးတယ်ဆိုပြီးကောင်းကင်ပြဝတ်ပြုပူဇော်ခြင်းထုံတန်းစင်လာတစ်ခုကိုပြန်မဲ့ရသွားခဲ့ပါတယ်ဒလိထုံတဲ့လှုပ်ရှားမှုတွေကလှုပ်ဝက်စီရင်ကြီးကိုအသက်သွင်းနိုင်မဲ့တော့ချက်ဖြစ်ရလိမ့်မယ်ဆိုပြီးဘေးနားမှာအလှဆင်ချိတ်ဆွဲထားတဲ့အယိုးဟောင်းတွေကိုဆွဲယူပစ်လိုက်ကမတူညီတဲ့လက်ဟန်တွေကြားမှာတောင်မွေးတစ်ခုဖြစ်ပြန်လဲပုံဖော်လိုက်ပါတော့တယ်တန့်စင်သောနတ်ဖျားတောင်မွေးကိုအစီရင်ရဲ့တော့ချက်နေရာကိုထည့်သွင်းလှည့်ပတ်စေလိုက်တဲ့အခါဖျားเจ้าရဲ့မြေအောက်နေရာကအေယာမတစ်မြစ်ကြီးတွေလည်းအပေါ်ဘက်မြောက်တက်သွားခဲ့ပြီးရစ်ပူဇော်ရာပလင်စစ်မှန်စီကိုလမ်းကြောင်းပွင့်သွားခဲ့ပါတယ်ဒါကိုမြင်တော့ချန်ရှန်လေးရွှေရုပ်ယုံရဲ့ထက်မြက်တဲ့ဉာဏ်ပညာနဲ့အမြင်ကျဲမှုတွေကိုလိုက်လဲစွာချီးကျူးမိလိုက်တယ်လို့မြေအောက်ထဲဆင်းသက်လာခဲ့ကြပြီးရစ်ပလင်စီဦးတည်လိုက်ကြပါတော့တယ်လမ်းကြောင်းရဲ့ဘေးဘက်နေရံတွေမှာလည်းနေရံစည်းရည်တွေအများကြီးရှိနေခဲ့ပြီးအကြီးကဲကျိုးတူဖူရဲ့ဘဝတသက်စာမှတ်တမ်းတွေဖြစ်နိုင်တယ်လို့ချန်ရှန်ကမှတ်ချက်ပြုလိုက်တယ်လို့သူတို့နှစ်ယောက်လည်းစိတ်ဝင်စားလိုက်လံဖတ်ရှုနေခဲ့ကြပါတယ်ရေးဆွဲထားတဲ့ပုံပြင်ရဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအလွန်ကိုအေးဆက်လွန်လာတဲ့ဆောင်းရသည့်ညကင်းတစ်ခုမှာကြီးမြတ်တဲ့ကျိုးမိသားစုကနေမျက်အိမ်နှစ်ခုပါတဲ့ကလေးငယ်တစ်ယောက်ကိုမွေးဖွားတန့်စင်ခဲ့ကြပြီးကျိုးတူဖူလို့အမည်ပေးခဲ့ကြပါတယ်ငယ်စဉ်တည်းကကြင့်ကြံခြင်းပါရမီဟာတခြားသူတွေထက်အစပေါင်းများစွာထူးချွန်ပြောင်မြောက်နေပြီးလူရှုအိုင်ဒေတာတစ်ခုလုံးမှာထိပ်သီးပညာရှင်ဖြစ်အောင်မြင်ကျော်ကြားခဲ့တယ်လို့အရွယ်ရောက်တဲ့အခါမှာလည်းမြို့တော်ကိုတွားရောက်ခဲ့ပြီးထိုက်ကျုံဧကရကြီးကိုပါအောင်မြင်စွာအနိုင်ယူပစ်ခဲ့တာကြောင့်ဗဟိုလွင်ပြင်ကြီးတစ်ခုလုံးမှာအင်အားကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့ပါတော့တယ်။ဒါပေမဲ့လည်းကျိုးတူဖူဟာကြီးမားတဲ့ဂုဏ်သတင်းတွေနဲ့တကောအာဏာတွေပေါ်မှာလုံးဝတင်းတိမ်နိုင်ခြင်းမရှိခဲ့ပါဘူး။လောကကြီးမှာရှင်ပြိုင်သူကင်းမဲ့သွားတာကြောင့်အလွန်ကိုပြည့်ညင်ငွေလာခဲ့ပြီးအဲ့ဒီညင်ငွေမှုကိုဖြေဖျောက်ဖို့အတွက်တောင်ပိုင်းဒေသတွေစီလှည့်လည်သွားလာခဲ့ကနာမည်ကြီးတဲ့ဒါနဖျားတွေနဲ့သူတော်စင်မတွေကိုလိုက်လံဆင့်ခေါ်ပစ်ခဲ့ပါသေးတယ်ကျိုးတူဖူဟာသူတို့စင်တဝက်အစ်စ်မှာဘယ်သူမှမရှင်ပြိုင်နိုင်တဲ့အထိအစွမ်းထက်လွန်တာကြောင့်အကုန်လုံးကိုအနိုင်ယူပစ်ခဲ့ပြန်ပါတယ်။သူလိုချင်တာကအသက်အန္တရာယ်နဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့တေချင်းရှင်ချင်းတိုက်ပွဲမျိုးဖြစ်တာကြောင့်နောက်ဆုံးမှာတော့သူကိုယ်တိုင်ဖန်တီးတိဆောက်ထားတဲ့ကျိုးဥယျာဉ်ကြီးထဲမှာလောကအတွင်းကထိပ်သီးတိုင်းပညာရှင်တွေနဲ့ကျင့်ကြံသူအကုန်လုံးကိုအသေးလဲတိုက်ခိုက်ဖို့အတွက်စိန်ခေါ်စာတွေဖြန့်ဝေပေးလိုက်ပါတော့တယ်။အဲ့ဒီအချိန်တုန်းကတော့လောကအတွင်းကထိပ်သီးပညာရှင်တွေဟာကျိုးတူဖူကိုမောက်မာတဲ့လူငယ်တယောက်လို့မဲ့ယူအထင်သေးခဲ့ကြတာကြောင့်စိန်ခေါ်မှုကိုဝမ်းမြောက်စွာလက်ခံခဲ့ကြပါသေးတယ်။ဒါပေမဲ့ကျိုးဥယျာဉ်တိုက်ပွဲကြီးထဲမှာကျိုးတူဖူကိုဘယ်သူမှအနိုင်မယူနိုင်ခဲ့ကြပဲရာထောင်ကြီးတဲ့တိုင်းပညာရှင်တွေဟာသူ့ဓာတ်ချက်အောက်မှာတည်ဆုံသွားခဲ့ကြရပါတယ်ကျိုးတူဖူအတွက်တော့ဒီပညာရှင်တွေဟာနောက်တစ်ဆင့်ကိုပို့ဆောင်ပေးနိုင်မဲ့နင်းတက်ခံချင်းင်းကြောက်တုံးတွေလိုဘဝဆုံးသွားခဲ့ကြတယ်ဆိုပြီးချန်ရှန်လက်တမိုင်းကြောင်းကိုလိုက်ဖက်ကြည့်နေရင်အကြီးကဲဝန်ပြောခဲ့မှုတဲ့စကားတစ်ခုကိုပြန်တရိရသွားခဲ့ပါတယ်အဲ့ဒီစကားကတော့တကယ်လို့မင်းရဲ့လမ်းကြောင်းကပိတ်ဆို့နေမယ်ဆိုရင်တခြားနည်းလမ်းကိုအသုံးပြုပြီးတော့လူဝက်ဆန်းကျဲတဲ့နတ်ဖျားအဆင့်ထိရောက်အောင်ကျင့်ကြံရမယ်ဆိုတာပါပဲမှတ်တမ်းတွေကိုဆက်ဖက်ကြည့်တဲ့အခါကျိုးတူဖူဟာနတ်ဖျားအဆင့်ကိုအထွတ်ထိပ်ထိရောက်ရှိသွားခဲ့ပြီးရေခဲနဲ့မျိုးဟောင်းကြီးစီကိုတကူတော်သွားရောက်ခဲ့ကလူသားတွေရဲ့ရန်သူတော်ကြီးဖြစ်တဲ့နတ်ဆိုးမျိုးနွယ်စုကိုအမြင့်ပြတ်တုတ်တင်ခဲ့ပါသေးတယ်အဲ့ဒီနေရာမှာတော့ကျိုးတူဖူဟာသူ့ဘဝမှာအင်အားကြီးတဲ့ပြိုင်ဘက်တစ်ယောက်ကိုအမှန်တကယ်ကြုံတွေ့ခဲ့ရပြီးနတ်ဆိုးဘီရင်ကြီးနဲ့ကဘာပြတ်မတက်ပြင်းထန်လာတဲ့တိုက်ပွဲကြီးတစ်ခုကိုဆင်နွှဲခဲ့ကြရပါတော့တယ်အဆုံးမှာတော့နတ်ဆိုးဘီရင်ကိုဒဏ်ရာပြင်းထန်အောင်တိုက်ခိုက်နိုင်ခဲ့ပြီးလောကကြီးကိုလည်းဒုတိယအကြိမ်မြောက်အခွင့်အရေးပေးတဲ့အနေနဲ့စကားတခွန်းပြောကြားခဲ့ပါသေးတယ်အခုချိန်ထိဒီလောကကြီးထဲမှာပြိုင်ဘက်ကင်းရက်တည်နိုင်ခဲ့ပြီးရှင်ပြိုင်နိုင်မဲ့သူထပ်မရှိတော့တာကြောင့်ဒီကဘာကြီးကိုဆုံးခွာသွားတော့မှာဖြစ်ကြောင်းကျေစင်စုတွေရဲ့တစ်ဖက်ကန်းကပုံမနဲ့တဲ့ဟင်းလင်းပြင်ကြီးတွေကိုဝင်ရောက်တော့မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါကြောင့်တဘွားလုံးစာရှာဖွေစုဆောင်ထားတဲ့ရေဒနာလက်နက်တွေနဲ့အစွမ်းထက်အမွေနှစ်တွေကိုကျိုးပိတ်မှန်ကြီးထဲမှာခြံထားရစ်ခဲလိုက်မဲ့ဆိုပြီးကြီးညာသွားခဲ့တာကြောင့်အခုချိန်မှာကျင့်ကြံသူအကုန်လုံးဟာဒီနေမြေထဲမှာအသက်ဆုံးပြီးရေဒနာလာရှာဖွေနေကြတာဖြစ်ပါတယ်။
နေရစီရီတွေကြည်လာကြရင်ရစ်ပလင်းရှိရာလမ်းဆုံးကိုရောက်သွားကြတဲ့အချိန်တင်းချိုင်းဆောင်သားရဲကြီးဖြစ်တဲ့ထူဆွန်းတယောက်ပြန်ထွက်ပေါ်လာခဲ့ပြီးသူဟာဒီနေရာဟာတခင်ဖြစ်သူရဲ့အမွေနှစ်တွေကိုနှစ်ပေါင်းထောင်ချီစောင့်ရှောက်နေခဲ့တာလို့ကြုံရလာခဲ့ပါတယ်။မင်းတို့တွေကတခင်လှုပ်ဝက်ချက်တွေကြီးစုပြီးသွားပြီဖြစ်လို့စီးမြင့်အရာဒီနေရာမှာအသက်ပေးရလိမ့်မယ်ဆိုပြီးအစွမ်းထက်တဲ့တေဆုံးဝိညာဉ်တို့ကိုထုတ်ယူလိုက်ကအလောင်းကောင်တွေပြန်ဆင့်ခေါ်လိုက်ပြီးချန်ရှန်းတို့စီပြေးဝင်ရိုက်နှက်လာခဲ့ပါတော့တယ်။ဒီတိုက်ချက်ကိုကာဖို့လှုပ်လိုက်ပေမဲ့နတ်ဝိညာဉ်ကိုအပြင်ဘက်လွင့်ထွက်သွားစေတာကြောင့်ချန်ရှန်းအရိုက်ခံလိုက်ရတယ်လို့ရှူရုံယုံကလည်းလေးများတွေနဲ့ကူညီပစ်လွတ်ပေးနေပြီးတတိထားရင်ဆိုင်ဖို့လမ်းပြောလိုက်ရပါတယ်။ပြင်းထန်လာတဲ့ဝိညာဉ်လွင်ရိုက်ချက်တွေကိုတာမန်လက်နက်တွေနဲ့မကာကွယ်နိုင်တာကြောင့်စက်ကူထီနဲ့ထုတ်ကာထားလိုက်ရပြီးထူဆွန်းကလည်းဒီထီတစ်ချောင်းနဲ့ဘလောက်ထိကာကွယ်နိုင်မှလဲဆိုကတိုက်ကွက်တွေကိုဇက်တိုက်ရိုက်ချလာခဲ့ပြန်ပါတယ်။ချန်ရှန်းနဲ့ရှူရုံယုံတို့ကလည်းလန်ကီတစ်လျှောက်လုံးတွဲဖက်ကောင်းတွေလိုအချိတ်ဆက်မိခဲ့တာကြောင့်ပူပေါင်းခုခံမှုတွေဟာအချိန်တိုင်းတာတစ်ခုထိအလုပ်ဖြစ်နေတဲ့အတွက်ထူဆွန်းလည်းသူ့တိုက်ခိုက်မှုကိုမင်းတို့တွေပဲအခုလောက်ထိကာကွယ်နိုင်သေးတာဆိုပြီးချီးကျူးပေးလိုက်ပါတယ်။ဒါပေမဲ့စမ်းကြည့်ခြင်းအဆင့်ကကျေစုဝေးခြင်းအဆင့်ကိုဘလို့ရင်ဆိုင်နိုင်မှလဲဆိုပြီးယုံကြည်ချက်နဲ့အားပို့ဆိုင်လာတဲ့အခါချန်ရှန်းလည်းဒီတိုက်ပွဲကိုအချိန်ဆက်ဆွဲနေရင်သူတို့ဘက်မှာအခွင့်အရေးပျောက်ဆုံးသွားနိုင်တာသတိပြုမိလိုက်ပါတော့တယ်။ရှူရုံယုံက10စက္ကန့်လောက်အချိန်ဆွဲပေးထားနိုင်ရင်သူမဘက်ကအဆုံးသတ်ပေးမယ်ဆိုပြီးသွေးမျိုးဆက်တွေကိုလေးများတဲ့ပေါင်းထည့်ပစ်လိုက်တာကြောင့်အန်ဒီရဲ့ခံစားမိလိုက်တဲ့ထူဆွန်းကလည်းအချိန်မီတားဆီးဖို့ပြေးဝင်လာခဲ့ပါတယ်။ချန်ရှန်းကမာမတ်စွာရက်တီပေးလိုက်ပြီးရိုက်ချက်အကုန်လုံးကာကွယ်ပေးထားခဲ့တယ်လို့မိစ္ဆာကောင်တွေရဲ့ဝိုင်းဝန်းကြိုက်ခဲမှုတွေကိုလည်းအစွမ်းကုန်တောင်းခံပေးထားခဲ့ပါတယ်။ချန်ရှန်းရဲ့အသက်ဆုံးကာကွယ်ပေးမှုတွေကြောင့်ရှူရုံယုံလည်းနတ်ဖျားတက်များကိုအောင်မြင်စွာထုစစ်လိုက်နိုင်ပြီးချန်ရှန်းနဲ့အလုံးများနေတဲ့ထူဆွန်းစီကိုရင်ဘတ်ပေါက်အောင်ပြစ်ခတ်ပစ်လိုက်ပါတော့တယ်။သွေးမျိုးဆက်ကိုထုတ်သုံးလိုက်ရလို့ရှူရုံယုံအားကုန်သွားတဲ့အခါချန်ရှန်းကပြေးထူထားလိုက်ရပြီးခုနတုန်းကချန်ရှန်းဟာအလောင်းကောင်စိတ်ထိမှန်သွားခဲ့တာကြောင့်အခြေအနေဘယ်လိုရှိလဲဆိုပြီးစိုးရိမ်စွာပြန်မေးလာခဲ့ပါပြီ။ချန်ရှန်းကသူမကိုယ်သာပြန်စိုးရိမ်ခိုင်းလိုက်ပြီးသူ့ခန္ဓာကိုယ်ဟာတခြားသူတွေနဲ့ကွဲပြားတာကြောင့်ဘာမှမဖြစ်နိုင်ဘူးဆိုပြီးပြန်ပြောလိုက်တဲ့အပြင်ရှူရုံယုံကိုလည်းနောက်ပိုင်းကျရင်ဒီလိုတိုက်ကွက်မျိုးထပ်မလုပ်တော့ဖို့သတိပေးလိုက်ရပါတယ်။သူတို့တွေစကားပြောနေကြတဲ့အချိန်မြေပြင်ပေါ်လဲကျတေဆုံးနေတဲ့မိစ္ဆာမြောက်ကြီးပြန်ထားရက်လာခဲ့ပြီးဒဏ်ရာတွေလည်းအကောင်းတိုင်းပြန်ပြောက်သွားခဲ့တာကြောင့်ချန်ရှန်းတို့လည်းတိုက်ခိုက်ဖို့အသင့်ပြင်ထားလိုက်ရပါတယ်။ဒါပေမဲ့ထူဆွန်းကသူတို့ရှေ့မှာရိုသေစွာဒူးထောက်ချလိုက်ပြီးတခင်ကြီးရဲ့စီးမြင့်ထဲမှာအင်အားကြီးသူကအရှင်တခင်ဖြစ်တဲ့ဆိုပြီးပြဋ္ဌာန်းထားခဲ့တာကြောင့်သူ့ကိုအနိုင်ယူအောင်မြင်ခဲ့တဲ့ချန်ရှန်းတို့ကိုတခင်တစ်တွေလို့မှတ်ယူလိုက်ပြီးဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။ချန်ရှန်းကဝိညာဉ်လန်းကြောင်းဘယ်မှာရှိနေလဲလို့မေးမြန်းတဲ့အခါအရှိမရှိတဲ့ရစ်ပလင်ကြီးဟာဝိညာဉ်လန်းရဲ့ဝင်ပေါက်နေရဖြစ်ပြီးထူဆွန်းမျိုးနွယ်ရဲ့သွေးစွမ်းအင်ကိုလိုအပ်နေတဲ့ဆိုကမျက်ခုံးတစ်ခုကြားလိဖြတ်ပစ်လိုက်ပြီးတောချက်အဖြစ်နဲ့လမ်းကြောင်းဖွင့်လှစ်ပေးလိုက်ပါတော့တယ်။ထူဆွန်းကဒီနေရာရဲ့တင်းကျိုင်းဆောင်ဖြစ်လို့ဝိညာဉ်လောကတဲ့ကိုလိုက်လာခွင့်မရှိပါဘူးဆိုပြီးရိုသေစွာနှုတ်ဆက်လိုက်တဲ့နောက်သူတို့နှစ်ယောက်လည်းလေဟာနဲ့တကားပေါက်ထဲကိုရှောက်လန်းဝင်ရောက်သွားခဲ့ပါတယ်။အထက်ဘက်မှာတော့အလွန်လာပါတဲ့နေရာတစ်ခုကစောင့်ကြိုပေးလျက်ရှိပြီးနေမိုးဆောင်ရသည်လေးခုလုံးကလည်းတပြိုင်နက်ပြောင်းလဲဖြတ်တန်းနေခဲ့တာကြောင့်ချန်ရှန်းနဲ့ရှူရုံယုံတို့လည်းမတူညီတဲ့တဘာဝရှုခင်းတွေကြားမှာကြီးနူးစွာဖြတ်တန်းနေခဲ့ကြရပါတယ်။ရှူရုံယုံကချန်ရှန်းသုံးသွားတဲ့ဓာတ်တိုင်းပညာကတော်ဝင်ကျောင်းတော်ရဲ့တိုင်းပညာမဟုတ်လားဆိုပြီးမင်းမြန်းကြည့်နေတယ်လို့ချန်ရှန်းကလည်းမျက်ခင်းလွင်ပြင်ထဲမှာဘလို့ရာကိုဆူတောင်းခဲ့တာလဲဆိုပြီးပြန်မေးကြည့်နေခဲ့ပါတယ်။ဒီဆူတောင်းကသူတို့မျိုးနွယ်တွေရဲ့တက်စင်မြင့်မြတ်တဲ့တာမန်ဆူတောင်းပါဆိုပြီးချန်ရှန်းပေါ်သူတို့စင်လင်းဖြာချနေပါစေလို့ထပ်ဆူတောင်းပေးလိုက်တယ်လို့ချန်ရှန်းကလည်းကျဲလင်းတွေရဲ့လွှမ်းကြုံမှုအောက်မှာရှိနေပါစေဆိုပြီးပြန်ဆူတောင်းပေးလိုက်ပါတယ်။အချင်းကြအောင်အတူရှိလာလေသူတို့တွေလည်းယင်းနှီးလွန်းတဲ့ခံစားချက်တွေကိုပြန်ရရှိလာခဲ့ကြပေမဲ့အခုချိန်ထိတော့သူတို့ရဲ့တရုပ်မှန်တွေကိုမသိရှိနိုင်ကြသေးပါဘူး။အဲ့ဒီနောက်မှာတော့ဝိညာဉ်လောကတွေကဖြက်လန်းတိုင်းအပြင်ထွက်လာခဲ့ပြီးကျိုးပိတ်မှန်ကြီးရှိကိုဆိုင်းမြိုက်စွာရောက်ရှိလာနိုင်ခဲ့ကြပါပြီ။ဒီအချိန်သူတို့နောက်ကျောဘက်ကိုပြင်းထန်တဲ့နဆိုးစွမ်းအင်တွေရုပ်ချဝင်ရောက်လာခဲ့ကြပြီးနိုင်ငံတို့အဖွဲ့လည်းထက်ချက်မကွာရောက်ရှိလာခဲ့ကြပါတယ်။သူတို့တွေကိုမျက်ခင်းလွင်ပြင်ထဲမှာတေဆုံးသွားကြပြီလို့မှတ်ယူထားခဲ့ပေမဲ့ဂူပိတ်မှန်ရှိကိုသူတို့ထက်အရင်ရောက်ရှိနေတဲ့အဖြစ်ကနိုင်ငံကိုအလွန်အံ့ဩသွားစေခဲ့ပါတယ်။ဒါပေမဲ့မောက်မာတဲ့နိုင်ငံကတော့ချက်ချင်းပဲလောင်ပြုံးပြုံးလိုက်ပြီးဘလို့နီးလက်နဲ့ပဲအသက်ရှင်ပြီးရောက်ရှိလာပါစေအခုချိန်မှာတော့သူတို့နှစ်ယောက်ရဲ့သွေးတွေကိုချင်းနှင်းတုံးလိုအသုံးချပစ်ပြီးကျိုးပိတ်မှန်ကိုဖွင့်လှစ်ပစ်မယ်ဆိုကရက်ဆက်စွာကျုံဝါပစ်လိုက်ပါတော့တယ်ထူဆွန်းကိုအောင်မြင်ခဲ့ပြီးဝိညာဉ်လန်းတဲကထွက်ခွာလာနိုင်တဲ့အခါကျိုးတူဖူရဲ့ဂူပိတ်မှန်ကြီးစီရောက်လာနိုင်ခဲ့ကြပေမဲ့နိုင်ငံတို့လူအုပ်စုကလည်းထက်ချက်မကွာဆက်ရောက်လာကြပြီးသူတို့တွေစီစတင်တိုက်ခိုက်လာခဲ့လို့အလေးမြန်ရှောင်တိန်လိုက်ကြရပါတယ်စွမ်းအင်တွေရိုက်ခတ်သွားတဲ့အခါပဝင်းကျင်တစ်ခုလုံးဝိညာဉ်စွမ်းအင်တွေလှုပ်ခတ်သွားတဲ့အတွက်ဂူပိတ်မှန်ရဲ့လှုပ်ဝက်တော်ကြီးကလည်းအလိုလျောက်ထွက်ပေါ်လာခဲ့ပါတယ်ဒါကိုမြင်တော့နိုင်ငံကတိုက်ပွဲရက်လိုက်ပြီးလက်အောက်ငယ်သားတွေကိုလှုပ်ဝက်တော့သွားယူခိုင်းလိုက်တာကြောင့်ချန်ရှန်းတို့ကလည်းနဆိုးမျိုးနွယ်စုစီကြောက်ရောက်သွားလို့မဖြစ်ဘူးဆိုပြီးအတင်းအကျပ်ထိုးဖောက်ကြရပါတယ်ဒါပေမဲ့ရန်သူအင်အားများပြားလွန်းတာကြောင့်အတော်လေးကိုအကျက်ရိုက်နေခဲ့ရပြီးတောင်းချင်းတစ်ခုထဲမှာပိတ်မိသွားတယ်လို့ခံစားလိုက်ကြရပါပြီချန်ရှန်းကရန်သူတွေကိုထိတ်တိုက်ရင်ဆိုင်နေခဲ့ရတယ်လို့ရှူရုံယုံစီတိုးဝင်လာကြတဲ့တိုက်ခိုက်မှုတွေကိုလည်းတားဆီးပေးထားရတာကြောင့်တဖြည်းဖြည်းကြောင်ပိတ်လာရတဲ့အချိန်နဆိုးအကြီးကဲကဆင်းမြင့်ထက်စီအမြန်ပြေးတက်သွားခဲ့ပြီးလှုပ်ဝက်တော့ကိုစုပ်ကန်ယူလိုက်ပါတော့တယ်ကျိုးဥယျာဉ်ရဲ့အမွေနှစ်ကြီးကိုမင်းသမီးလေးကပဲတိမ့်ပိုက်နိုင်ရမယ်ဆိုပြီးဝင်းကြောစွာအော်ဟစ်လိုက်တော့ရှူရုံယုံကပြေးဝင်လို့ဖို့ဟန်ပြင်းလိုက်ပေမဲ့ချန်ရှန်းကထူဆွန်းရဲ့ပြောစကားအရဆိုရင်ကျိုးပိတ်မှန်ကြီးမှာတားရဲတကောင်စောင့်ကျက်နေတယ်ဆိုပြီးတတိပေးထားလိုက်ရပါတယ်ဒီလိုမျိုးသတိပေးနေတဲ့အချိန်မှာပဲလှုပ်ဝက်တော့ကရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီးအလွန်ကြီးမားတဲ့ရှေးဟောင်းသားရဲကြီးတကောင်ရုတ်တရက်ထွက်ပေါ်လာခဲ့တာကြောင့်ထောင်ချောက်မိသွားတဲ့အကြီးကဲလည်းအမြန်တိတ်ရှောင်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ရှေးဟောင်းသားရဲကြီးကကျေစုဝေးခြင်းအဆင့်ဖြစ်လို့ပြင်းထန်လာတဲ့လက်စည်းတွေကြားမှာအကြီးကဲချင်းလည်းလွင့်ထွက်ထိမှန်သွားခဲ့ရပြီးဒဏ်ရာပြင်းထန်သွားခဲ့ရပါတယ်။တောင်မင်းသွေးဆက်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကတော့သူမဆွမ်းအားကိုယုံကြည်မှုရှိတဲ့အတွက်နတ်သားရဲစီတိုးဝင်သွားတဲ့အခါချန်ရှန်းနဲ့ရှူရုံယုံကလည်းဗျူဟာတစ်ခုအမြန်ဆုံးတိုင်ပင်လိုက်ကြပြီးချန်ရှန်းကမြေပြင်တိုက်ပွဲကိုတာဝန်ယူထားလိုက်ပါတော့တယ်။ရှူရုံယုံကဖီးနစ်အတောင်တွေဖော်ထုတ်လိုက်ပြီးတာနဲ့နိုင်ငံစီပြန်တက်သွားခဲ့တာကြောင့်တိုးလူတဲ့တိုက်ပွဲကြီးတစ်ခုကောင်းကင်ထက်မှာဖြစ်ပွားနေလျက်ရှိတယ်လို့မြေပြင်ထက်ကချန်ရှန်းစီကိုလည်းနဆိုးစစ်သူကြီးတွေတိုးဝင်လာခဲ့ကြပါတယ်
အကြီးကဲချင်းကလည်းတိုက်ပွဲတေးသွားတွေကိုပြဆောင်တစ်ခုနဲ့တိခတ်ပေးနေပြန်လို့ချန်ရှမ်းကိုအထင်သေးစွာဝင်တိုက်ခိုက်ကြပေမဲ့တစ်ဖက်ကလည်းဒီတိုက်ချက်အကုန်လုံးကိုစက်ကူထီးနဲ့ကာကွယ်ထားလိုက်ပြီးငကားသွေးခန္ဓာကိုယ်ကိုချက်ချင်းပြောင်းလဲပစ်လိုက်ပါတယ်ဒီတိုက်ပွဲထဲမှာချန်ရှမ်းကစစ်သူကြီးကိုအယောင်ပြတိုက်ခိုက်နေခဲ့ပြီးဒီတိုက်ပွဲရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့အကြီးကဲစီကိုဖိအားပေးတိုက်ခိုက်လိုက်တဲ့အခါတစ်ဖက်ကလည်းချန်ရှမ်းလိုလူသားမျိုးနွယ်တယောက်ကနောက်ပိုင်းကျရင်အမှန်တကယ်ပြဿနာရှိလာလိမ့်မယ်ဆိုပြီးအသေးသက်ဖို့စ조사လိုက်ကြပြန်ပါတယ်ဒါပေမဲ့ခုတ်ပိုင်းလာတဲ့ဓာလင်းတန်းတွေပြစ်လွတ်လာတဲ့ရွှေအကုန်လုံးကအကြီးကဲစီတိုးဝင်နေစေဖြစ်တာကြောင့်ဒီကောင်စုပ်လေးကအမှန်တကယ်ကိုပြဿနာများလိုက်တာဆိုပြီးစစ်ပွဲတစ်ဖြတ်ချင်းအစီရင်ဒေးတန်တပုတ်ကိုချက်ချင်းတိခတ်ပစ်လိုက်ပါတော့တယ်ဒေးတန်လိုင်းတွေကနတ်ဆိုးစစ်သူကြီးတွေကိုဖုံးလွှမ်းသွားခဲ့တဲ့အခါတိုက်ပွဲချက်ဝက်တွေဖြစ်ပေါ်လာခဲ့ကြပြီးအင်အားတွေတိုးပွားလာခဲ့တာကြောင့်ချန်ရှမ်းကလည်းငကားသားကိုပြန်ထုတ်ဖော်လိုက်ပါပြီကောင်းကင်ထက်မှလည်းနိုင်ငံနဲ့ရွှေရုပ်ယုံတို့ကရှေးဟောင်းသားရဲကြီးကိုရှောင်းတိန်ပြန်တန်းနေကြပြီးလူဝက်တော်စီဦးတီတိုက်ခိုက်နေကြလို့လစ်လျူရှုခံထားရတဲ့ရှေးဟောင်းသားရဲကြီးကလည်းပဝင်းကျင်တစ်ခုလုံးကိုမိုးကျိုးနယ်မြေကြီးကြားပစ်ထည့်ထားလိုက်ပါတယ်ကောင်းကင်နဲ့မြေပြင်တစ်ခုလုံးကိုလက်စီးတွေနဲ့ပြစ်လွတ်တိုက်ခိုက်လာခဲ့လို့အခြေအနေစောင့်ကြည့်နေတဲ့ချန်ရှမ်းကလည်းဒီသားရဲကြီးရဲ့အားနည်းချက်ကိုချက်ချင်းသတိထားမိသွားခဲ့တာမို့ရွှေရုပ်ယုံစီသတိပေးလမ်းပြောလိုက်ရပါတယ်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေပြုလုပ်တဲ့အခါကာကွယ်ရေးပိုင်းမှာအင်အားလျော့သွားတတ်တယ်ဆိုပြီးချန်ရှမ်းစီကကြားလိုက်ရတာကြောင့်နိုင်ငံနဲ့ရွှေရုပ်ယုံတို့ကလည်းရှေးဟောင်းသားရဲကြီးရဲ့အကာအကွယ်ရှိရာစီကိုဦးတီပြေးဝင်သွားလိုက်ကြပါတယ်နိုင်ငံရဲ့ဦးတော်မင်းတိုက်ချက်တွေကအရင်ဆုံးတိုးဝင်သွားခဲ့ကအကာအကွယ်ကိုပျက်စီးသွားစေပြီးလူဝက်တော့ကိုဖမ်းယူဖို့ဟန်ပြလိုက်တဲ့အချိန်ရွှေရုပ်ယုံကမျိုးဆက်သွေးတွေထက်မှန်လောင်ကျွမ်းပစ်လိုက်ကအစွမ်းထက်တဲ့များတစ်ချောင်းကိုထက်မှန်ပစ်ခွင်းလိုက်ပါတော့တယ်ဒီများချက်တွေထိမှန်သွားချိန်မှာတော့ရှေးဟောင်းသားရဲကြီးလည်းနာကျင်စွာအော်ဟစ်ပြုတ်ကျသွားခဲ့ရပြီးလူဝက်တော့အဖြစ်ကိုပြန်ပြောင်းသွားခဲ့တာကြောင့်အကြီးကဲတွေကပြေးဝင်လူယူကြပေမဲ့ချန်ရှမ်းကအစောကြီးတဲ့ကရွှေအပ်တွေကိုကြိုပစ်လွတ်ထားခဲ့ပါတယ်စစ်သူကြီးတွေသူ့စီတိုးဝင်လာတဲ့အချိန်တိုက်ခိုက်မှုကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်ပြီးမြေပြင်ထက်ကရွှေအပ်တွေကိုအစီရင်တစ်ခုလိုပုံဖော်ပစ်လိုက်တာကြောင့်ထွက်ပေါ်လာတဲ့မူလစွမ်းအင်တွေကြားမှာနေရာတစ်ခုလုံးရပ်တန့်သွားခဲ့ရပါတော့တယ်ဒီအခြေအနေကြားမှာချန်ရှမ်းကလှုပ်ဝက်တော်စီချက်ချင်းပြေးသွားလိုက်ပြီးတိုင်ဆယ်လုံးတွေကရစ်ပူစော်မှုတွေနဲ့လှုပ်ဝက်တော်ရဲ့စွမ်းအင်တွေကိုအစီရင်နဲ့ပစ်ထည့်လိုက်ပါတယ်အလင်းတန်းတစ်ခုတက်ဆင်းလာတဲ့အခါရွှေရုပ်ယုံစီလက်ကမ်းပေးလိုက်တာကြောင့်နိုင်ငံကလည်းထွက်သွားခွင့်မပေးနိုင်ဘူးဆိုပြီးအပြင်းထန်တားဆီးပိတ်ပင်ခဲ့ပေမဲ့ချန်ရှမ်းကကျိုးပိတ်မယ်ရဲ့တိုက်ခိုက်မှုတိုင်းကိုထိန်းချုပ်ပစ်လွတ်လိုက်ပါတော့တယ်ပြင်းထန်တဲ့အဖြစ်စွမ်းအားတွေကြားမှာနတ်ဆိုးမျိုးနွယ်တွေဖိအားပေးခံလိုက်ရတဲ့အချိန်ချန်ရှမ်းနဲ့ရွှေရုပ်ယုံတို့လည်းအလင်းတန်းအောက်တက်ရောက်သွားပြီဖြစ်လို့ကျိုးပိတ်မယ်ရဲ့ရေဒနာနယ်မြေကြီးတွေကိုအောင်မြင်စွာကူးပြောင်းသွားခဲ့ကြပါတော့တယ်ခန္ဓာတိတ်ဆိတ်တဲ့ရေဒနာနယ်မြေတွေကိုသူတို့ဝင်ရောက်လာကြတဲ့အခါရွှေရုပ်ယုံကရုတ်တရက်ပြစ်လဲသွားခဲ့တာကြောင့်ချန်ရှမ်းလည်းသွေးကြောအမြန်စစ်ဆေးကြည့်လိုက်ရပြီးပြစ်လွတ်လိုက်တဲ့များတစင်းတဲမှာသွေးမျိုးဆက်တွေပါဝင်နေတဲ့အချက်ကိုသိလိုက်ရပါတယ်ရွှေရုပ်ယုံလို့နတ်သားရဲ့သွေးမျိုးဆက်တွေဟာသွေးစွမ်းအင်ကုန်ခန်းလို့မရတာကြောင့်ချန်ရှမ်းလည်းသတိပေးထားတဲ့ကြားကဘာဖြစ်လို့ထုတ်သုံးရပြန်တာလဲဆိုပြီးအနေငယ်ဆူမိလိုက်တဲ့အခါဒီလိုအခြေအနေမျိုးမှာရွေးချယ်စရာမရှိခဲ့တာကြောင့်လို့အားနည်းစွာပြန်ဖြေလာခဲ့ပါတယ်ဒီရဟာသူမရဲ့တောင်ဝတ္တရားဖြစ်ပြီးတကယ်လို့သူမတည်သွားတဲ့အခါကျရင်ချန်ရှမ်းကိုလွယ်လွယ်ပေးနိုင်ခဲ့ပြီဖြစ်လို့နောင်ရေးကိုစိတ်ချသွားပြီဖြစ်ကြောင်းရွှေရုပ်ယုံထက်ရှင်းပြလာတဲ့အခါချန်ရှမ်းကဒီစင်ကြီးတွေကိုလစ်လျူရှုပစ်လိုက်ပြီးရွှေအပ်တွေကိုအမြန်ထုတ်ယူလိုက်ပါတယ်မင်းဘက်ကစိတ်ပိုင်းဖြတ်ထားပေမဲ့ငါဘက်ကတော့ခွင့်မပြုနိုင်ဘူးဆိုပြီးချန်ရှမ်းကအရေးကြီးတဲ့သွေးကြောတွေကိုအစိုက်ကုသပေးခဲ့တယ်လို့ဒီလောက်နဲ့မလုံလောက်သေးတာကြောင့်ယတနာတိုက်ကြီးထဲမှာဆေးဝါးတစ်ခုခုများရှိနေနိုင်မလားဆိုပြီးညှော့လင့်ထားမိခဲ့ပါတယ်အစိုက်မှုတွေကအချိန်ခဏလောက်ပဲဆွဲဆက်ပေးထားနိုင်မှာဖြစ်လို့ရွှေရုပ်ယုံကိုအိပ်ပျော်မသွားစေနဲ့ဆိုပြီးသတိပေးလိုက်ပြီးတာနဲ့ယတနာတိုက်ကြီးတဲ့ကိုအလေးအမြန်ဝင်ရောက်သွားလိုက်ပါတယ်ရွှေရုပ်ယုံကစီကန်းတင်းကျပ်တဲ့ဓမ္မတော်လေးဆိုပြီးရေရွမိလိုက်တယ်လို့သူမအနေနဲ့အရန်ကိုအိတ်ချင်နေပြီဆိုကစွမ်းအင်တွေပြန်လဲပတ်နေခဲ့ပါတယ်အခန်းပေါင်းများစွာကိုပြေးဝင်လိုက်ရှာနေတဲ့ချန်ရှမ်းကလည်းလက်ရှိအမြန်တုန်းကမလုံလောက်သေးဘူးဆိုပြီးသူ့ကိုယ်သူအပြစ်တင်နေခဲ့ရတယ်လို့အားကောင်းတဲ့မျှော်လင့်ချက်တွေကြားမှာဆေးလုံးခန်းမကြီးကိုနောက်ဆုံးမှရှာတွေ့သွားနိုင်ခဲ့ပါတယ်အပြင်ဘက်မှာတော့ဆက်တောက်ခံနိုင်ခြင်းကင်းမဲ့သွားရပြီဖြစ်လို့ရွှေရုပ်ယုံတယောက်သတိမေ့ပြစ်လဲကျသွားခဲ့ရတယ်လို့ချန်ရှမ်းရဲ့အော်ခေါ်တန်ကြားမှာဆေးတလုံးတိုက်ကျွေးခံလိုက်ရတာကိုဝေဝါးစွာသတိပြုမိလိုက်ပါတယ်မိရန်ဆေးလုံးရဲ့ဆေးစွမ်းအင်တွေစီးဆင်းလာချိန်မှာတော့သတိတစ်ချက်ပြန်လည်လာခဲ့ပြီးချန်ရှမ်းကရေဒနာတိုက်ထဲမှာနောက်ဆေးဝါးတွေထက်ရှာလိုက်အောင်မယ်ဆိုပြီးလှည့်ထွက်ဖို့ကြိုးစားလိုက်တာကြောင့်ရွှေရုပ်ယုံကလမ်းဆွဲထားလိုက်ပါတယ်ဆေးပညာပိုင်းမှာချန်ရှမ်းလောက်အသိပညာမကျွယ်ဝပေမဲ့အခုတိုက်တဲ့မိရန်ဆေးလုံးကသူမအသက်ကိုမဆွဲဆန့်ပေးနိုင်ဘူးဆိုတာရိပ်မိထားတဲ့အကြောင်းအခုလိုအချိန်မျိုးမှာသူမအသက်ကိုကြိုးစားခဲ့ပေးနေတဲ့ချန်ရှမ်းကိုလည်းအရန်ကိုကျေးဇူးတင်တဲ့အကြောင်းပြောဆိုလာခဲ့ပါတော့တယ်တကယ်လို့သူမတည်ဆုံးသွားတဲ့အခါကျရင်ချန်ရှမ်းအနေနဲ့ကိုအပြစ်မတင်ပါနဲ့ဆိုပြီးနှစ်သိမ့်ပေးဖို့ကြိုးစားလိုက်ပေမဲ့ချန်ရှမ်းကတော့ကံကြမ္မာဆိုတဲ့အရာကိုဘယ်တော့မှမယုံကြည်ခဲ့ဘူးတာကြောင့်မင်းတက်ကိုလည်းဘလို့နည်းနဲ့မှလက်မလွတ်ပေးနိုင်ဘူးဆိုပြီးပြတ်သားစွာပြန်ပြောလိုက်ပါတယ်သွေးမျိုးဆက်ကုန်ခန်းသွားရင်လည်းသူ့သွေးတွေဖောက်ထုတ်ပေးမယ်ဆိုပြီးလက်ဖွားကိုလိဖြတ်ပစ်လိုက်ကထွက်လာတဲ့သွေးနဲ့တာယာတွေကိုရွှေရတစ်ချောင်းတောင်းမှာသွေးမြင်တဲ့လေးတွေဖြစ်ပြောင်းလဲစေလိုက်ပါတယ်ကိုပိုင်သွေးစွမ်းအားတွေကုန်ခန်းသွားတဲ့အခါချန်ရှမ်းကိုယ်တိုင်လည်းအသက်အန္တရာယ်ထိခိုက်လာစေနိုင်တဲ့အပြင်မီလီယံဆေးလုံးကလည်းသူမကိုမပြောက်ကင်းစေတာကြောင့်ဒီသွေးစွမ်းအားတွေကိုမဖြုံးတိလိုက်ပါနဲ့ဆိုပြီးတားဆီးဖို့ကြိုးစားလာခဲ့ပါတော့တယ်ဒါပေမဲ့ပြတ်သားတဲ့ချန်ရှမ်းကတော့သူမကိုအတင်းပွေဖက်ထားလိုက်ပြီးထိကက်လိုက်တဲ့လက်ဖွားချင်းကနေခန္ဓာကိုယ်ထဲကိုသွေးစွမ်းအင်တွေစီးဝင်စေလိုက်တာကြောင့်ရွှေရုပ်ယုံလည်းပြောမထွက်နိုင်တဲ့စကားတွေကြားမှာသူ့မျက်နှာကိုတေချာကြည့်မိလိုက်ပါတယ်အချိန်တစ်ခုကြာသွားပြီးတဲ့နောက်မှာတော့ထိရောက်မှုရှိတဲ့ဒီကုသနီကရွှေရုပ်ယုံကိုကယ်တင်ပေးနိုင်ခဲ့ပြီးသူတို့ကြားကခိုင်မြဲတဲ့တန်ရောစင်ကြိုးလေးဟာလည်းအရင်တုန်းကထက်ပိုမိုကျစ်လစ်လာခဲ့ရတယ်လို့နှွေးထွေးတဲ့ယဉ်ကျေးမှုကိုလည်းရရှိသွားခဲ့ကြပါတော့တယ်ဆက်ဆက်ရေးကရင်းနှီးလာခဲ့ပေမဲ့နာမည်အရင်းတွေဖုံးကွယ်ထားနေကြဆဲဖြစ်ပြီးပွင့်လင်းတဲ့ချန်ရှမ်းကတော့သူ့စီမှာလှုပ်ဝက်ချက်တစ်ခုဖုံးကွယ်ထားမိတယ်ဆိုပြီးအရင်ဆုံးဝန်ခံလာခဲ့ပါတယ်အဲ့ဒါကတော့သူ့စီမှာဆိတ်ဆက်ထားတဲ့မိန်းကလေးတစ်ယောက်ရှိနေတဲ့အကြောင်းဒါပေမဲ့လူကြီးတွေရဲ့ဂရုပြုမှုဖြစ်တာကြောင့်သူတို့ကြားမှာနီးစပ်တဲ့ဆက်ဆံရေးမရှိဘူးလို့ရှင်းပြလိုက်တဲ့အခါရွှေရုပ်ယုံကဒီအကြောင်းတွေဘာလို့လာပြောပြနေတာလဲဆိုပြီးရှက်သွေးဖြာမျက်နှာလွဲသွားခဲ့ပါတယ်
ချန်ရှန်းကအဲ့ဒီမိန်းကလေးကိုတခါမှမမြင်ဘူးတာကြောင့်သူ့ဘက်ကလက်မထက်ချင်ဘူးလို့ထပ်ပြောပြလိုက်တယ်လို့ဒီဆုံးဖြတ်ချက်တွေကအခုချိန်မှာပိုတေချသွားခဲ့ပြီလို့ထပ်ပြောပြလိုက်တော့ရွှေရုံကအကြောင်းအင်းကိုရှက်ယုံစွာမေးမြန်းလာခဲ့ပါတယ်။သူလက်ထက်မဲ့အဲ့ဒီမိန်းကလေးဟာအရန်ကိုလူကြိုက်များထင်ရှားလွန်းသူဖြစ်ပြီးသူကြားထားတဲ့သတင်းတွေထဲမှာလည်းအလွန်ကိုမာနကြီးလွန်းတာကြောင့်ဖြည့်ရှင်းရတဲ့ကိစ္စအလုံးကိုအပေါ်စီးကနေဖြည့်ရှင်းတတ်တဲ့အကျင့်စရာရှိတယ်ဆိုပြီးပြောပြလိုက်တဲ့အခါရွှေရုံကလည်းဒီမျိုးသမီးကသူမကိုရည်ရွယ်နေတယ်ဆိုတာလုံးဝကိုမအေးမိခဲ့ပါဘူး။ဒါအပြင်ချန်ရှန်းလိုဉာဏ်ပညာထက်မြက်ပြီးသဘောထားပြည့်ဝတဲ့ယောက်ျားကောင်းတစ်ယောက်ကိုအထင်သေးနေတဲ့အဲ့ဒီစိတ်ဆက်ထားတဲ့အမျိုးသမီးကအလွန်ကိုမောက်မာထောင်လာပြီးစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ့မိုင်းမဲတဲ့သူဆိုပြီးရွှေရုံကဖြည့်တွေးလိုက်ပါသေးတယ်။အပြင်ဘက်မှာလည်းချန်ရှန်းဘက်ကဝင်ထောက်ခံပေးလိုက်တယ်လို့ရှင်ရဲ့စိတ်ဆက်ထားသူဟာညံနေပြီးအမြင်ချင်းတဲ့သူလို့ဝင်ရောက်ပြောဆိုလိုက်တဲ့အခါအားတက်သွားတဲ့ချန်ရှန်းကလည်းအဲ့ဒီမိန်းကလေးကသူတော်စင်တယောက်လိုအမြဲတမ်းဟန်ဆောင်ပြုမှုနေတာလို့ထပ်ပြောလိုက်ပြန်ပါတယ်။လူသားတွေဟာထမင်းစားပြီးအသက်ရှင်ကြရတာဖြစ်လို့လိန်နဲ့နှင်းဆက်တွေကိုစားသုံးကြရတဲ့နတ်ဖျားတွေလိုပြုမှုနေစရာမလိုအပ်ဘူးမလားလို့ထပ်ပြောပြတဲ့အပြင်အရင်တုန်းကအဲ့ဒီမိန်းကလေးဟာသူ့အပေါ်ကိုအဖက်မလုပ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့လက်ထက်စာချုပ်ကိစ္စကိုရုတ်တရက်သဘောတူလာခဲ့တယ်ဆိုပြီးထပ်ရှင်းပြလိုက်ပါတယ်။အခုလိုလက်ခံလိုက်တာကလည်းသူ့အပေါ်မှာချစ်မြတ်နိုးလို့လက်ခံတာမဟုတ်ပဲသူမရဲ့ကိုယ်ပိုင်အကျိုးမြတ်တွေအတွက်အသုံးချချင်နေတာဖြစ်ရလိမ့်မယ်ဆိုပြီးချန်ရှန်းကောက်ချက်ချတဲ့အခါဒီစကားတွေကိုနားထောင်ပေးနေတဲ့ရွှေရုံကလည်းချန်ရှန်းလိုစိတ်တဘောထားပြေဝလွန်တဲ့သူကဒီလိုမိန်းကလေးမျိုးနဲ့လုံးဝမထိုက်တန်ပါဘူးလို့ဝင်ထောက်ခံပေးလိုက်ပြန်ပါတယ်။ဒါကြောင့်စိတ်ဆက်ပွဲဖြတ်သိမ်းခြင်းတဲ့ချန်ရှန်းလုပ်ရက်ကအလွန်ကိုမှန်ကန်လွန်းတဲ့ရွေးချယ်မှုတစ်ခုဆိုပြီးအားပေးစကားဆိုလိုက်တဲ့အပြင်သူမစီမှာလည်းဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တစ်ခုထပ်ရှိနေသေးတယ်လို့ပွင့်လင်းဖို့စ조사လာခဲ့ပါတော့တယ်။တကယ်တော့သူမစီမှာလည်းရှင်းလိုမျိုးစိတ်ဆက်ထားတဲ့လူတစ်ယောက်ရှိနေပြီးဒီစာချုပ်ကလည်းလူကြီးတွေစီစဉ်ပေးထားကြတာဖြစ်တယ်လို့သူမဘက်ကလည်းလုံးဝလက်မထက်ချင်ပါဘူးလို့ဝန်ခံလာခဲ့ပါတယ်။ငယ်စဉ်တုန်းကတငယ်ချင်းတွေလိုအဝေးကနေတိကျွမ်းခဲ့ကြဖူးပေမဲ့အသိဉာဏ်ရှိလို့အရွယ်ရောက်လာချိန်မှာတော့အဲ့ဒီလူနဲ့ပြဝေးကွာသွားခဲ့ပြီးစိတ်ဆက်ထားတဲ့ဂရိစာချုပ်တွေကိုလည်းလစ်လျူရှုကရှောင်ဖယ်နေခဲ့မိပါတယ်။ဘာလို့လဲဆိုတော့သူမနေထိုင်တဲ့အရက်ဒေတာဘက်မှာလူကြီးတွေသဘောတူစီစဉ်ပေးထားတဲ့အိမ်အောင်ရေးဟာအလုံးပဲအရေးကြီးလာတာကြောင့်သူမဘက်ကလည်းကိုယ်ပိုင်ဆန္ဒမရှိပဲဖိအားပေးခံရတဲ့အခြေအနေမျိုးကိုမုန်းတီးရပါတယ်။ဒါအပြင်စိတ်ဆက်ထားသူကိုလည်းတကယ်အပြင်မှာတစ်ကြိမ်တစ်ခါမှတေချာမမြင်ဖူးခဲ့တယ်လို့သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကလည်းငယ်စဉ်တုန်းကစာလေးတွေရေးသားပေးပို့ကြတဲ့အဆင့်လောက်မှာပဲရှိခဲ့ဘူးကြတယ်ဆိုပြီးဆက်ရှင်းပြနေခဲ့တယ်လို့အဲ့ဒီအမျိုးသားမှလည်းအားသာချက်တွေအများကြီးရှိနေတယ်လို့အားနည်းချက်တွေလည်းထပ်ရှိနေသေးတယ်လို့ပြောပြလာခဲ့ပါတယ်။အပြင်ဘက်မှာလော်ကီရေးကိုဂယုမဆိုင်တဲ့သူတော်ကောင်းလို့ပြုမှုနေထိုင်တတ်ပေမဲ့တကယ်တော့အတွင်းစိတ်ထဲမှာတော့အရာရာကိုအသေးစိတ်တွက်ချက်တတ်ပြီးအလွန်ကိုအကြံစီကြီးတဲ့လူတစ်ယောက်လို့ဝေဖန်လိုက်တဲ့အခါချန်ရှန်းကလည်းယောက်ျားတစ်ယောက်ကအဲ့ဒီလောက်ထိအသေးစိတ်တွက်ချက်နေပြီးကစိနေနေမယ်ဆိုရင်မကောင်းတဲ့အကျင့်ဆက်ရှိတာလို့ဝင်ထောက်ခံလိုက်ပါတယ်။အဲ့ဒီစိတ်ဆက်ထားသူကအချိန်တစ်ခုလောက်ပျောက်ကွယ်နေပေမဲ့နောက်ပိုင်းမှာသူတို့မျိုးစီရောက်လာခဲ့ပြီးသူမကိုလည်းပြန်တွေ့ကက်လာတဲ့အပြင်အာနာရှိတဲ့အရာရှိမျိုးနွယ်တွေကိုလည်းမျက်နှာရအောင်ဖားရတတ်သေးတယ်လို့ထပ်ပြောလိုက်ပါတယ်။ဒီစကားကပုတ်ရဟန်းမင်းကြီးကိုရည်ရွယ်နေတာဆိုပေမဲ့ဘူမတိတဲ့ချန်ရှန်းကတော့အကျင့်ပြတ်တဲ့ဒီလိုလူမျိုးကိုခွင့်လွှတ်ပေးဖို့မဖြစ်နိုင်ဘူးလို့ဝင်ထောက်ခံလိုက်တယ်လို့ရွှေရုံကအဲ့ဒီလူဘေးမှာငယ်ရွယ်တဲ့မိန်းကလေးတွေကိုလည်းအပျော်ကြီးစားလို့ထပ်ထားသေးတာဆိုပြီးလူယုံတော်ရဲ့သတင်းပေးမှုကနေအထင်မြင်လွဲစွာကြားသိထားတဲ့အချက်ကိုထက်ကြားလိုက်ရပြန်ပါတယ်။တာအိုကျန်းကန်3000ကျော်ကိုအလွတ်ကျက်နိုင်ပြီးဗျူဟာမျိုးစုံခင်ချင်းအသုံးပြုနိုင်တဲ့ချန်ရှန်းတယောက်လည်းဒီအကြောင်းတွေကသူ့ကိုရည်ညွှန်းနေတယ်ဆိုတာလုံးဝကိုမအေးမိနိုင်ခဲ့တဲ့အပြင်လိုလီကြိုက်တဲ့ဒီလိုကောင်မျိုးကအရှက်မရှိတဲ့အမိုက်ကောင်စစ်စစ်ဆိုပြီးရွှေရုံရဲ့စိတ်ဆက်ပွဲဖြစ်ချင်တဲ့အကြံစီကိုပါထောက်ခံလိုက်ပါသေးတယ်။အချင်းနဲ့တွေ့ဆုံတဲ့အခါလူတွေအားလုံးတုံးအားသွားတတ်ကြသလိုအခုချိန်မှလည်းချန်ရှန်းနဲ့ရွှေရုံတို့ဟာအထင်လွဲမှုတွေကိုမျက်နှာရှိထားရှေ့ပြောနေခဲ့ကြပြီးနောက်ဆုံးမှာတော့သူတို့ရဲ့တကယ်နာမည်အရင်တွေကိုမိတ်ဆက်ကြဖို့ပြင်လိုက်ပါတော့တယ်။ဒါပေမဲ့ကန်ဂျမာကအလွယ်တကူပေးမသိချင်သေးတာကြောင့်နာမည်ပြောဖို့ပြင်ဆင်လိုက်ချိန်မှာပဲဒီနေရာတစ်ခုလုံးစတင်တုံခါလာခဲ့ပြီးအပြင်ဘက်ကနန်ကအုံပြုနေတဲ့တစ်သားဝိညာဉ်မှာလည်းစွမ်းအင်လိုင်းတွေအချက်ပြလာခဲ့တယ်လို့အထက်ဘက်မှာလည်းအနက်ရောင်ခေါင်းတလားကြီးတစ်ခုရေကန်တဲကထွက်ပေါ်လာခဲ့ပါတယ်။ချန်ရှန်းတို့လည်းဒီမြင်ကွင်းကိုတေချာဆောင်ကြည့်နေကြပြီးဒီနေရာကြီးဟာအကြီးကဲကျိုးတူဖူရဲ့ဂူတင်းချိုင်းဖြစ်ရမယ်ဆိုတာခံမှန်းမိလိုက်ကြတယ်လို့ခေါင်းတလားကိုရှာတွေ့ခြင်းကလည်းကျိုးဥယျာဉ်